ဒီသင်ခန်းစာကကြတော့ Lightbox အသုံးပြုတဲ့ပုံစံကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ခုနကတော့ကျွန်တော်တို့ရှေ့ရသင်ခန်းစာတွေမှာကြတော့ color shade ဖြစ်တဲ့ဟာတွေပြောပြီးသွားပြီအခုသင်ခန်းစာမှာကြတော့ color checking ခုနကတော့ငါလိုမျိုး color shade ကို shade band လုပ်ပြီးသွားပြီเนาะ shade band လုပ်ပြီးသွားတဲ့အချိန်မှာ color ကွဲတဲ့ဟာတွေကိုတွေ့ပြီဆိုတဲ့အနေအထားမျိုးမှာလို့ပြောရမလဲပြန်ပြီးတော့စစ်လို့ရတဲ့အခြေအနေပေါ့နော်ပြန်ပြီးတော့စစ်လို့ရတဲ့ဥစ္စာကိုအဲ့ဒါကိုကြတော့ light box နဲ့ color စစ်စီခြင်းလို့ခေါ်တယ်ဆိုတော့ light box color checking light box ဆိုတာကဘာလဲဆိုတဲ့ခါကျတော့သူ့မှာမီးအလင်းရောင်ပါထားပြီးသားဒီ box လေးထဲမှာအဲ့ဒီမီးအလင်းရောင်ပါထားပြီးသားဟာလေးနဲ့ကျွန်တော်တို့ခုနကတော့ရှိတ်ပန်လုပ်ထားတဲ့ဟာလေးရှိမယ်ဒီပိတ်စကကာလာကတူလားမတူလားဆိုတဲ့ဥစ္စာကိုစမ်းသပ်ရမှာပေါ့နော်ဆိုတော့ဒီမှာဆိုရင်လေ့လာဖို့အတွက်ကို YouTube link လေးတွေကိုဒီ post ထဲမှာတင်ပေးထားမယ်ဒီရဲ့ YouTube link ကိုကြည့်ပါပထမတစ်ချက်ကကြည့်ပြီးပြီဆိုတော့မှအခုဗီဒီယိုဆက်ပြီးတော့ကြည့်ပါပေါ့နော်ပြီးတော့လို့ရှိရင်ပြောပြချင်တာကကြတော့ကိုယ့်ရဲ့စက်ရုံထဲမှာ live box ရှိရဆိုလို့ရှိရင်အဲ့ဒီ live box ထဲမှာဘာတွေပါလဲဆိုတဲ့ဟာကိုဒီဗီဒီယိုကိုဆုံးအောင်မကြည့်ခင်မှာဖြစ်ဖြစ်ကြိုပြီးတော့လေ့လာထားလို့ရှိရင်ပိုကောင်းပါမယ်ပေါ့နော်ဆိုတော့ live box ကလည်းသူ့ရဲ့အမျိုးအစားပေါ်မူတည်ပြီးတော့သူ့မှာပါတဲ့ lighting လေးတွေသူ့မှာပါတဲ့ function လေးတွေကတော့နည်းနည်းလေးတော့ဒီပေါ့နော်ကွဲပြားခြားနားတာမျိုးလေးတော့ရှိမယ်ဒါပေမဲ့အရင်တော့ကွဲပြားခြားနားတာမျိုးတော့မဟုတ်ဘူးပေါ့နော်တစ်ချက်ကဘာကြောင့်မို့လို့ဒီဥစ္စာ light box ကိုသုံးရလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့မှာပထမတစ်ဆင့်မှာ color shade လုပ်ပြီးသွားပြီရှိတ်ပန်တွေလုပ်ပြီးသွားပြီရှိတ်ပန်လုပ်ပြီးသွားတဲ့အခါမှာလော့ပိုင်လော့ကာလာကွဲနေတယ်ဆိုတဲ့ဟာကိုတွေ့ပြီဆိုလို့ရှိရင်ဘာဆက်လုပ်ရမှာလဲဆိုတော့ဘိုင်းရစီမှာ approve ကိုကျမတို့တောင်းရတော့မယ်ဆိုလိုတာကသူပို့လိုက်တဲ့ log က ABC ဆိုပြီးတော့3 log ရှိတယ်အဲ့3 log ထဲမှာကာလာကွဲတယ်ဆိုလို့ရှိရင်ငါတို့ကဆက်ချုပ်ရမှာလားမချုပ်ရဘူးလားဘိုင်းရရေးဆိုပြီးတော့မေးရဆိုတဲ့အနေအထားမှာဘိုင်းရစီမှာသူ့မှာ confirm လုပ်ပြီးသားပိတ်စ swatch favorite swatch လို့ခေါ်တယ်ပေါ့နော် spelling ကကြတော့ FABRIC favorite SWETCH swatch လို့ခေါ်တယ်เนาะအဲ့ကောင်ကကျတော့ favorite swatch လေးတွေအဲ့ favorite swatch လေးတွေကကျတော့သူတို့ဒီဘိုင်းက approve လုပ်ပြီးသားအဲ့ဒီ approve လုပ်ပြီးသားကဒီပိတ်စရဲ့ကာလာကိုကျမတို့ရဲ့ shape band မှာဖြစ်တဲ့ကာလာနဲ့ကျွန်တော်ပြန်ပြီးတော့တိုက်ကြည့်ရမယ်ပေါ့နော်ဟုတ်ပြီဘယ်လိုမျိုးတိုက်ကြည့်မှာလဲဆိုတော့ဒီက light box လေးရှိတယ်အဲ့ဒီဥစ္စာlight box ထဲမှာသူတို့ရဲ့ standard ရဲ့ lighting color လေးတွေရှိတယ်ပြောမယ်ဆိုလို့ရှိရင်ကျတို့ဒီမှာလေမီးလုံးလေးတွေပေါ့နော်မီးချောင်းလေးတွေက color မတူတဲ့ဟာမျိုးလေးတွေရှိတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ84တို့ပြီးသားလို့ရှိရင် daylight တို့ဘာလို့ပေါ့နော်အဲ့အတွင်းထဲမှာဆင်ထားတဲ့မီးချောင်းလေးတွေက color တစ်ခုနဲ့တစ်ခုမတူဘူးပြောမယ်ဆိုရင်ကျတို့ဒီဥစ္စာ disco မီးလုံးလိုပုံစံမျိုးပဲပြောချင်တာကတော့မီးလုံးရဲ့ပုံစံကတော့တစ်ခုတည်းပဲဒါပေမဲ့သူ့မှာပါတဲ့မီးရောင်လေးတွေကမတူဘူးအဲ့ဒီတိုင်းပဲဒီရဲ့ light box တွေရဲ့အတွင်းထဲမှာပါတဲ့မီးချောင်းလေးတွေဆင်ထားတဲ့မီးရောင်ကမတူဘူးမတူတဲ့ခါကျတော့ကျမတို့က shape band လုပ်ပြီးသွားပြီး bias ကနေပြီးတော့လဲ fabrics ပေါ့နော်ဒီ swatch cut လေးကလည်းရပြီဆိုရင်အဲ့နှစ်ခုကိုကျမတို့က light box ထဲကိုထည့်မယ်ထည့်ပြီးပြီဆိုလို့ရှိရင် bias ကသူ confirm ပေးထားတဲ့သူ့ရဲ့ lighting ကာလာကို तू ကဖွင့်ခိုင်းမယ်ဆိုလိုတာက तू ကဒီ84ဆိုတဲ့ဟာမျိုးနဲ့ပဲသုံးပါလား daylight ဆိုတဲ့ဟာမျိုးနဲ့ပဲသုံးပါလား तू သုံးချင်တဲ့မီးချောင်းရဲ့ကာလာကိုကျွန်တော်တို့ဖွင့်ကြည့်မယ်ဖွင့်ကြည့်တဲ့ခါမျိုးထဲမှာဆိုရင်ဒီအထဲထဲမှာသွားတူတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒါကကြတော့ဘာကိုရည်ရွယ်ထားတာလဲဆိုတော့ကျွန်တော်ဟိုးရင်တော့ဆိုလို့ရှိရင် brand တစ်ခုဖြစ်ဖို့တယ်ပေါ့နော်အဲ့ brand ကကြတော့သူကဒီ bomber jacket လို့ဒီပုံစံမျိုးလေးတွေကိုချုပ်တဲ့ခါကျတော့သူကပိတ်လိပ်တစ်ခုချင်းစီခုနကတော့ငါလို့ပြောတဲ့လော့ပိုင်လော့ရဲ့ဒီ color တွေကလုံးဝမတူဘူးကျွန်တော်ဒီ shape ပန်လုပ်ပြီးတဲ့ခါမှာလော့ပိုင်လော့ကဒီ color တွေကွဲနေတယ်ဆိုတဲ့ဟာကိုသိတဲ့ခါကျတော့ဘိုင်ယာကိုပြောတဲ့ခါကျတော့ဘိုင်ယာကသူပေးထားတဲ့ approve ရဲ့ favorite ရဲ့ swatch နဲ့ကိုဒီရဲ့ light box ထဲမှာဒီကျမတို့ရဲ့ shape ပန်တွေကိုရှင်းကြည့်ပါမီးလုံးနံပါတ်ကတော့ဒီဟာ daylight ဆိုတဲ့ဟာကိုသုံးပါဆိုပြီးတော့ပြောတဲ့ခါကျတော့ကျမတို့ကအဲ့နှစ်ခုကိုရှင်းပြီးတော့ချတဲ့ခါမှာ daylight ဆိုတဲ့မီးချောင်းကိုဖွင့်ပြီးတော့ကြည့်လိုက်တဲ့ခါမျိုးမှာဆိုရင်အဲ့ favorite ကနှစ်ခုလုံးက color သွားတူနေတယ်ဆိုတဲ့ဟာကိုသွားပြီးတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ confirm လုပ်ထားတာဒီလို color မျိုးလုပ်ထားတယ်။ဒီနေရာမှာမတူတော့တဲ့ဟာပေါ့နော်။ကျွန်တော်တို့အပြင်ကနေကြည့်မယ်ဆိုရင်တော့ပိတ်စရဲ့ color မတူဘူး။ဒါပေမဲ့ဒီရဲ့ light box ထဲမှာသူပြောတဲ့ lighting ရဲ့ဒီ color နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ color တူတယ်ဆိုတဲ့ဟာကိုသွားတွေ့ရမယ်။သူကဘာကြောင့်မို့လို့အခုလိုမျိုးပေါ့နော်မီးချောင်းရဲ့ color ကိုရွေးထားရတာလဲဆိုတဲ့ခါကျတော့သူတို့တွေစီမှာဒီ showroom တွေရှိရေပေါ့နော်အထည်ရဲ့ showroom တွေရှိအဲ့အထည်ရဲ့ showroom မှာသုံးတဲ့မီးချောင်းရဲ့ color ကိုသူတို့ကယူထားပြီးတော့ပိတ်စပေါ်မှာလေဒီ color ပေါ်မှာကိုပဲအခြေခံထားတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ light box ကိုသုံးရတဲ့ရည်ရွယ်ချက်ကတော့ပိတ်စရဲ့ color ကို
မှန်ကန်မှုရှိလားမရှိလားဆိုပြီးတော့စစ်ဆေးတဲ့အခါမှာ light box ကိုအသုံးပြုရပါတယ်ပေါ့နော် light box ထဲမှာ color ကွဲနေပြီအပြင်မှာလည်း color ကွဲတယ်ဘိုင်ယာပေးထားတဲ့ approve ရဲ့ favorite swatch နဲ့လည်းမတူဘူးဆိုလို့ရှိရင်တော့ဒီဘိုင်ယာကိုပြန်မေးရမှာသေချာပါပဲမဟုတ်ဘဲနဲ့တော့ကိုယ့်ရဲ့စက်ရုံထဲမှာတော့ဒီတိုင်းစိတ်ကြိုက်သုံးလိုက်လို့မရပါဘူးသူ့ရဲ့ဒီနောက်ဆက်တွဲရှင်းရမယ့်ပြဿနာတွေကတော့အများကြီးပဲဖြစ်ပါတယ်နော်